ရင်းနေတဲ့ချက်တပြားမှမလို့အပဲနဲ့ငွေမှန်ကန်ပေးပြီးတော့ airdrop ကင်းတွေထပ်ပို့ပြီးတေချာတဲ့နောက်ထပ်ကင်းအတိတ်တစ်ခုကြောင်းကိုမိတ်ဆက်ပေးပါမယ်ဒီကင်းမှာဆိုလို့ရှိရင်တော့ငွေမှန်ကန်ပေးတယ် airdrop ကင်းတွေထပ်တယ်ပို့ပြီးတော့တေချာတယ်ပေါ့နော်ဒီ game နဲ့ပတ်သက်ပြီးတော့သူကအတစ်ဖြစ်တဲ့အတွက်ကြောင့်လှုပ်ဆောင်ပုံအသေးစိတ်ကိုကျွန်တော်မြောက်ပြီးမယ်ပြီးတဲ့ခါကျတော့ကြံတဲ့အပိုင်းတွေမှာလည်းမိတ်ဆွေတို့ဟိုပေါ့နော်တရှိသွားအောင်ဒါအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီ game နဲ့ပတ်သက်ပြီးတော့ကိုလည်း like လုပ်ချင်တယ်ပေါ့နော်ငွေရှာခြင်းနဲ့ဆိုရင်ပေါ့နော်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးပါမိတ်ဆွေတို့တေချာလေးနားလည်တော့မှာပေါ့နော်ပြီးရင်ဗီဒီယိုဖိုင်ကိုလည်း like and share ကူညီပေးခဲ့ကြပါဦး comment မှာလည်းတခုခုလောက်ကိုတိချင်တဲ့ဟာလေးတွေမေးသွားလို့ရပါတယ်နောက်တစ်ခုဒီ game ရဲ့ link ကိုတော့ဗီဒီယိုဖိုင် comment အထိတ်ဆုံးမှာချပေးထားမယ်အဲ့ကနေလွယ်ကူနဲ့ဝင်ရောက်ပြီးတော့မှတောင်းယူလို့ရတယ်လို့ကိုပါတာကို Play Store ထဲမှာတောင်းမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ပေါ့နော် okay ပါဒါဆိုရင်ကျွန်တော်တို့ဒီ game နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ကိုက game လေးတောင်းလာပြီဆိုလို့ရှိရင်တော့ပထမအဆုံးအနေနဲ့ဒီပုံစံလေးပေါ်လာပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကရှေ့ကိုနည်းနည်းလေးစောင်းလိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်နော်ပြီးရင်တော့ next ကိုတွားပါမယ်ဒါကတော့ GB game ဖြစ်တဲ့အတွက်ကြောင့်ပုံစံလေးကတော့နည်းနည်းလေးတူနေပါလေပေါ့နော်ပြီးရင် next ကိုဆက်တွားပါမယ် okay ဒါလည်း next ကိုပဲဆက်နှိပ်ပါပြီးရင်တော့ finish ကိုနှိပ်လိုက်ပါမယ်ပြီးတော့ပြီဆိုတော့ဒါလေးကတော့ဒါထုံးစံနဲ့အလောင်းပေးပေးလိုက်ပေါ့နော်ပြီးပြီဆိုရင်တော့ဒီလိုမျိုးလေးရောက်လာပြီဆိုရင်ဒီ stack clock ကိုနှိပ်ပါမယ်ပြီးပြီဆိုရင်တော့ဒီအပေါ်က grant ကိုနှိပ်မယ်ပြီးရင်တော့ဒီ game လေးကိုတွေ့အောင်ရှာမယ်တွေ့ပြီဆိုရင်တော့ game လေးကိုတစ်ချက်လောက်ဝင်သွားလိုက်ပါပြီးရင်တော့ဒီ pattern လေးကိုဖွင့်ပေးလိုက်ပါတော့ဖွင့်လို့ပြီးတော့ပြီဆိုရင်တော့တစ်ချက်လောက်ပြန်ပြီးတော့ထွက်လိုက်ပါထွက်ပြီးတော့ပြီဆိုတော့ကြော်ညာလေးတစ်ပုတ်လာပါမယ်ကြော်ညာလေးပြီးအောင်စောင်းလိုက်ပါပြီးရင်အပေါ်မှာသူကကြက်ချီခတ်လေးရှိတယ်နော်ဟိုဘက်ဒီဘက်ပေါ့နော်ကျွန်တော်ထဲမှာတော့ဒီဘက်ရှိပါတယ်ဒါလေးကြက်ချီခတ်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့အဲ့ဒီကြော်ညာလေးပိတ်တော့ပြီဆိုရင်တော့ game ထဲတစ်ခါလေးရောက်ရှိသွားပါလိမ့်မယ်ဒါတော့ level 1ဒီမှာဒေါ်လာတစ်ခုမှမတက်သေးဘူးနော်ဝင်ချင်းမှာဒီလိုမျိုးလေးပေါ်လာတယ်ပြီးပြီဆိုတော့ကျွန်တော်တို့ second 30ကိုစက္ကန့်30ပြည့်တိုင်းသူက coin လေးတွေဒေါ်လာလေးတွေတက်လာမှာဖြစ်ပါတယ်ပေါ့နော်တက်လာပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီဟာနဲ့တစ်ခါလေးပဲပေါ့နော်ဒါဒေါ်လာလေးတစ်ခါလေးတန်းရတာပေါ့နော်ဒါလေးကိုကျွန်တော်ဖွင့်ပြီးတော့ဒီတိုင်းပြစ်ထားလိုက်ရုံပါပဲโอเคဒါလေးကိုကျွန်တော်ကဒီမှာပေါ့နော်ကျွန်တော်ဒါကတော့စက္ကန့်30ပြည့်သွားတဲ့ခါမှာတော့ 0.002 တစ်ခါလေးရလာပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်နောက်ထပ်ပြစ်ထားလိုက်ပါတယ်10မိနစ်ပေါ့နော်10မိနစ်ကျော်တော့ကျွန်တော်ထားလိုက်တဲ့ခါမှာတော့ 0.037 တော့ရလာပြီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် airdrop gain တွေတောင်မှကျွန်တော်တို့1 coin ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ကလနဲ့ချီပြီးတော့လှုပ်နေရတာတောင်မှဟို coin နည်းနည်းလေးပဲရတာပေါ့နော်ပြီးရင်ဈေးထွက်လာတဲ့ခါကျရင် 0.0034 လုံးတောင်မှပေါ့နော်ဒီတစ်ခါမှာကျွန်တော်တို့ဒီမှာ10မိနစ်ပဲအချိန်ပေးလိုက်တယ်ဒီမှာ 0.03 တစ်ခါလေးရတယ်ဗျာအရမိုက်တယ်ပေါ့နော်အဲ့လိုလေးနေနဲ့ကျွန်တော်တို့တွားရတာပါโอเคဒါလေးကိုကျွန်တော်တို့ကမလှုပ်ချင်တော့ဘူးကိုကပိတ်ထားချင်ပြီဆိုရင်တော့အပေါ်ချက်ချီခတ်ကိုနှိပ်ပါမယ်ပြီးပြီဆိုတော့ဒီလိုမျိုးလေးပေါ်လာရင်တော့ continue ကိုဆက်နှိပ်မယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့ရရှိထားတဲ့အမောင့်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ reward ကိုနှိပ်ပါပေါ့နော်โอเคဒါဆိုရင်တော့ game ရဲ့မျက်နှာပြင်ထဲကျွန်တော်တို့ရောက်ရှိသွားပါလိမ့်မယ်ဒီလိုမျိုးရောက်ရှိသွားပြီဆိုရင်တော့ဒါဂျန်တဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဂျန်တဲ့ပိုင်းဒီမှာတော့ကျွန်တော်တို့ကဒါ invite ခေါ်တာပြီးရင်ဒါလေးပေါ့နော်ဒီမှာဒီဟာလေးက invite ခေါ်မဲ့နေရာပေါ့နော် invite ခေါ်တဲ့ဟာကိုလည်းဒါအမြဲတမ်းတူကျွန်တော်တေချာလေးရှင်းပြပေးခဲ့တယ်ဆိုမျိုးဆိုနားလေတော့ပြီးလို့ထင်ပါတယ်ပေါ့နော်ဒီကနေ copy link ယူတိုက်ရိုက် share နော်ပြီးပြီဆိုရင်တော့ဒါကိုရဲ့ကိုရှာထားတဲ့တကယ်ချင်းတွေကတကယ် active ဖြစ်တယ်တကယ်တွားပြီးကစားတယ်ဆိုရင်ကိုဘက်ကနေ 0.1 လက်ခံရမယ်နော်တကယ်မကစားဘူးဆိုလို့ရှိရင်တော့ဟိုတောင်းပဲဒီတိုင်းတောင်းသွားပြီးတော့ဘာမှမလုပ်ဘူးဆိုရင်တော့ဘာမှမရဘူးပေါ့နော်ပြီးရင်ဂျန်တဲ့ဟာတွေကိုလည်းဒါအရင်တော့ဟာလိုပါပဲပေါ့နော်ဒါကတော့ Maystone တို့ Little Vote တို့ပေါ့နော် content တို့ကဒီ game နဲ့ပတ်သက်တဲ့ video file တစ်ခုကိုလုတ်ပြီးရင် social media မှာတင်ပြီး copy link ယူပြီးတော့ဒီမှာလာပို့ပေးလိုက်ပေါ့နော်ပြီးရင်ဒါလက်ဆောင်ပုံစံလေးကြတော့ကျွန်တော်တို့နောက်ထပ်ကြံနေတဲ့ဒီ test offer လေးဒီ survey တွေပြီးရင်တခြား application တွေတောင်းပြီးတော့မှကစားလို့ရတဲ့နေရာပေါ့နော်အလဲဟာတော့ Zona က game ကစားတဲ့နေရာပါဒီဟာလေးကြတော့ကျွန်တော်တို့ပတ်စံထုတ်တဲ့နေရာပေါ့နော်ဒီ withdraw ကိုတွားပြီးတော့မှဒါပတ်စံထုတ်တဲ့ဘက်မှာဆိုရင်လည်းဒါအရင်တော့ကဟာလိုပါပဲBinance Pay ပဲ Payeer True Money ဒါတွေနဲ့ကျွန်တော်တို့ထုတ်လို့ရတာပေါ့နော်ဒီမှာပေါ့နော်တကယ်လို့ကိုကဒီမှာဟို True Money ဆို 0.69 အဲ့လိုမျိုးတော့ Binance ဆို 0.3 Payeer ဆို 0.35 ပေါ့နော်ဒီမှာ PayPal ဆိုရင် 1.04 အဲ့လိုမျိုးတွေပေါ့နော်ဒီထဲမှာလည်းကျွန်တော်မှာထုတ်ဖို့လောက်လာပြီဆိုရင်ပြန်ပြီးတော့လုပ်ပြပေးမယ်ဒါကတော့ setting ပိုင်းနော်ကျန်တာတော့ဘာမှတော့မရှိတော့ပါဘူးဒီလိုလေးပဲပေါ့နော်ဒီ game ကတကယ်အမှန်ကန်ရနေတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ဒါကိုလည်း game ကိုကစားပြီးတော့မှဝင်ငွေရှာချင်တယ်ဆိုရင်ဒီလိုမျိုးကိုပဲရွေးချယ်ပြီးတော့မှလုပ်ပါairdrop တွေ live လုပ်နေမယ်ဆိုလို့ရှိရင်အချိန်ပဲကုန်တယ်ပြီးတဲ့ခါကျတော့ airdrop ရဖို့အတွက်ဆိုရင်ကို့မှာကကိုဖက်ကနေအရင်ဆုံးအရင်းလေးတွေထည့်ရတယ်ပေါ့နော်ဒီဟာလေးတွေကကိုဖက်ကနေဘာမှထည့်ဖို့မလိုဘူးအမောက်သူတို့တက်မှတ်ထားတဲ့အမောက်ပြည့်လာပြီဆိုရင်ချက်ချင်းထုတ်လို့ရတယ်ပေါ့နော်ချက်ချင်းလေးရောက်နိုင်တယ်ပေါ့နော်โอเคပါဒီနေ့ဗီဒီယိုတိုင်းလေးတော့ပါပဲနောက်ဗီဒီယိုဖိုင်ဒီမှာလည်းနောက်ထပ် game တီလေးတွေထပ်ပြီးတော့ရှိတယ်ဆိုရင်ထပ်မံပြီးတော့လာပြီးမျှဝေပေးအောင်ပါပေါ့နော်အဆုံးလေးလည်းပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်